ကဲဒီနေ့တော့ကျွန်တော်က marketing နဲ့ကျွန်တော်တို့ကောင်မလေးလိုက်တဲ့အကြောင်းလေးဆက်ဆက်ပြီးပြောပြမယ်ကျွန်တော် marketing မှာအခြေခံအရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့က AIDA model ဆိုတဲ့ model တစ်ခုရှိရပါတော့ဆိုတော့ဒီ AIDA model ကဘာလဲနံပါတ်1က awareness customer ရဲ့ကိုယ့်ရဲ့ product ကိုမသိဘဲနဲ့မဝယ်ဘူးပေါ့နော်အရင်ဆုံး awareness သိကိုသိရမယ်ဆိုတော့ aware ဖြစ်ဖို့ကကျွန်တော်တို့ကောင်မလေးကိုလိုက်တူပေါ့နော်ကျွန်တော်တို့ကောင်မလေးတယောက်ကိုကောင်လေးတယောက်ကလိုက်တော့မယ်ဆိုလို့ရှိရင်ပါအရင်ဆုံးသူကကိုယ့်ကိုသတိထားမိအောင်လုပ်ရတယ်ဟုတ်တယ်ဟုတ်ကျွန်တော်တို့သတိထားမိလာမယ်ရွှိုင်းရတာပေါ့နော်ရွှိုင်းပြီးရှောက်ပြန်တန်ပေးချေဝမ်းအောင်လုပ်ရတာပေါ့အဲ့လိုလုံးမှကျွန်တော်ကောင်မလေးကသိလာမှာကိုယ်မြင်ဘူးလားမှာဒီလိုဖြစ်အောင်ပဲကိုယ့်ရဲ့ product ကိုသူတို့စိတ်ထဲမှာမြင်ဘူးလားအောင် customer တွေကျွန်တော်ကထက်ခါ aware ဖြစ်အောင်လုပ်ရမယ်ပေါ့နော် I ကကြောက်ကျွန်တော် interest လို့ခေါ်တယ်စိတ်ဝင်စားအောင်လုပ်ရမယ်ကျွန်တော်ကောင်မလေးရောက်လိုက်ရင်ဟုတ်ပြီ तू ကကိုယ်သတိထားလာပြီဆို तू စိတ်ဝင်စားအောင် तू ဘာကြီးကြိုက်တယ်လဲ तू ဘာကြီးလုပ်တတ်လဲဆိုတော့ကိုကစုံစမ်းရမယ်သူတကယ်ချင်းနေမေးရမယ်ပြီးရင် तू ကြိုက်တဲ့တာလေးကိုကလိုက်ပြီးတော့ तू ဘယ်လိုပုံစံကြိုက်တယ်ဆိုတော့လိုက်ပြီးပြင်ဆင်ရမယ်ဒီလိုပဲကိုယ့်ရဲ့ customer ရဲ့ကိုယ့်ရဲ့ product ကိုစိတ်ဝင်စားလာအောင်ကျွန်တော်ကကိုယ့်ရဲ့ product ကိုယ့်ရဲ့ packaging တွေကိုယ့်ရဲ့ product ရဲ့ brand တွေကိုယ့်ရဲ့ product ရဲ့အယောင်တွေဒါတွေကိုကျွန်တော်လိုက်ပြီးတော့စိတ်စားရမယ်တွေးတောရမယ်ပြီးရင်ကျွန်တော်ပြင်ဆင်ရမယ်ပြီးရင်တော့ကျွန်တော်ကဗာလဲဒီလို့ခေါ် desire ဟုတ်ပြီစိတ်ဝင်စားသူစိတ်ဝင်စားသူကြက်တက်တာသိပြီဆိုရင်သူချင်စိတ်ပေါ်လာအောင်ကျွန်တော်ချစ်အောင်မျိုးစုံလုပ်ရတာပေါ့နော်သူနောက်ချင်းကပ်မယ်သူပြောမယ်ချစ်ခွင့်ပန်းမယ်သူကြိုက်တာလေးလိုက်လုပ်ပေးမယ်ချစ်ချင်စိတ်ကိုချစ်ချင်စိတ်ပေါ်လာအောင်လုပ်ရမှာဒီလိုပဲကျွန်တော် customer ရဲ့ကိုယ့်ရဲ့ product ကိုဝယ်ချင်စိတ်ပေါက်လာအောင်ကျွန်တော်တို့က promotion တွေပေးမယ် discount တွေပေးမယ်ဒါမှမဟုတ်တခြားသောနည်းလမ်းတွေနဲ့ကျွန်တော်ကိုယ့်ရဲ့ product ဝယ်ချင်စိတ်ပေါက်လာအောင်လုပ်ရမယ် desire ပြီးရင်တော့ဗာလဲ action ဝယ်ဖြစ်သွားပြီပေါ့နော်အဲ့လိုပဲကျွန်တော်ကချစ်သွားပြီပေါ့ကောင်မလေးကိုချစ်သွားပြီဆိုတော့ကျွန်တော်ချစ်ခွင့်ပန်ပြီးတော့ကျွန်တော်ဖြေတောင်းမယ်ချစ်မယ်ရှူလက်တွဲမြဲကြမယ်ပေါ့နော်ဆိုတော့အဲ့ဒါဟာရေးကြည့်ပါတယ်ဆိုတော့ခုနကကျွန်တော် customer ရလဲကိုယ့်ရဲ့ product ကိုဝယ်ဖြစ်သွားအောင်ကျွန်တော်တွန်းအားပေးရမယ်ဝယ်ဖြစ်သွားပြီးလို့ရှိရင်နောက်ကလိုက်လာမှာပါလေကျွန်တော် relationship ကိုတိစောက်ပြီး relationship ကိုခိုင်မြဲအောင်ကျွန်တော်လုပ်ဖို့လိုတယ်ခိုင်မြဲအောင်လုပ်တဲ့နေရာမှာ satisfaction လို့ခေါ်တယ်စိတ်တရားနဲ့ရောက်စိတ်ချနှံ့မှုရဖို့လိုတယ်လိုပဲ customer ရဲ့ကိုယ့် product ကိုစိတ်ချနှံ့မှုရဖို့လိုတယ်အဲ့တော့တိကျပြောရဆိုရင်တော့ AIDA model awareness နော် interest desire action နောက်ကလိုက်လာ satisfaction ပေါ့ကဲအဲ့တော့ကောင်းမလေးကိုလိုက်လို့မျိုးကိုယ့်ရဲ့ customer တွေကိုကိုယ့်ရဲ့ product ကိုသိလာအောင် AIDA model နဲ့လိုက်ကြမယ်အမြင်လေးတွေ comment မှာရေးခဲ့ပါအောင်သဘောကျဆိုရင်လည်း like and follow လေးလုပ်ခဲ့ပေးပါအောင်ကျေးဇူးတင်ပါတယ်